โอ้โหพังเลยนะเนี่ยพี่ก็ไม่รู้นะพี่ไม่รู้ได้ยังไงอ่ะพี่ไม่ใช่เป็นคนทำนะพี่ไม่ทำแล้วใครเป็นคนทำอ่ะตั้งแต่พี่เข้ามามันก็เสียอยู่อย่างนี้ผมคิดว่าน่าจะคนที่เข้ากะกลางคืนเขาทำไปเจ้านายรู้เนี่ยโดนไล่ออกแน่ๆเลยให้เขารับผิดชอบสิไม่เกี่ยวผมไม่เกี่ยวให้เขารับผิดชอบไปไม่ได้เรื่องเลยโอ้โหพังเลยนะเนี่ยโอ้โหဆိုတာအမေတိတ်တန်မှာမြန်မာလိုဆိုရင်ဟာအမလီဟာအဲ့လိုမျိုးအမေတိတ်တန်ကိုအိုးဟိုသုံးပါတယ်ဖန်ဆိုတာကတော့ကျိုးပြက်သွားတာကိုပြောတာနော်ပျက်စီးသွားတဲ့ကျိုးပြက်သွားတာကိုဖန်အိုးဟိုဖန်เลยนะเนี่ยဟာသွားပြီအကုန်ပျက်စီးကုန်ပြီဒီလိုရပါတယ်พี่ก็ไม่รู้นะพี่ဆိုတာအကိုအမနှစ်မျိုးလုံးကိုရပါတယ်ไม่รู้ဆိုတာကမသိဘူးဒီနေရာမှာကော့ကတော့စကားဆက်လေးဖြစ်ပါတယ်พี่ก็ไม่รู้นะအကိုလည်းမသိဘူးနော်တဲ့အကိုလည်းမသိဘူးတဲ့ဒီလိုရရနော်ဘယ်လိုလုပ်ထားမှကိုလည်းမသိဘူးလာနဲ့ပြဲနေပြက်နေတယ်ဒါကိုပြောချင်တာပါพี่ไม่รู้ได้ยังไงล่ะพี่ไม่รู้ได้ยังไงล่ะพี่ဆိုတာအကိုไม่รู้မသိဘူးได้ยังไงล่ะဘယ်လိုရတာလဲဒီနေရာမှာကြတော့พี่ไม่รู้ได้ยังไงล่ะအကိုမသိဘူးမလုပ်နဲ့အကိုမသိစရာအကြောင်းမရှိဘူးဘာလို့ကိုမသိတာလဲဒီလိုမျိုးပေါ့နော်အပြစ်တဲ့စကားပြောတာပါဘာလို့ကိုမသိရမှာလဲကိုဘာလို့မသိတာလဲဒီလိုမျိုးသဘောကိုရပါတယ်พี่ไม่ใช่เป็นคนทำนะพี่ไม่ใช่เป็นคนทำนะไม่ใช่ဆိုတာမဟုတ်ဘူးเป็นဆိုတာကဖြစ်တယ်ပေါ့ရင်တော့เป็นปีဆိုတဲ့တန်ကိုရှာထောက်လိုက်ပါเป็นคนဆိုတာကလူပေါ့ခိုဆိုတဲ့တန်ကိုရှာထောက်ပါคนพี่เป็นคนဆိုရင်အကိုကလူပါတဲ့ဒီနေရာမှာကြတော့ไม่ใช่เป็นคนทำนะလုပ်တဲ့သူမဟုတ်ဘူးနော်တဲ့ไม่ใช่เป็นคนทำนะလုပ်တဲ့သူမဟုတ်ဘူးพี่ไม่ใช่เป็นคนทำนะအကိုလုပ်တာမဟုတ်ဘူးနော်လုပ်တဲ့သူကအကိုမဟုတ်ဘူးနော်ဒီလိုရပါတယ်พี่ไม่ทำแล้วใครเป็นคนทำล่ะพี่ไม่ทำအကိုမလုပ်ဘူးแล้วใครเป็นคนทำล่ะဒါဖြစ်ရင်ဘယ်သူလုပ်တာလဲพี่ไม่ทำแล้วใครเป็นคนทำล่ะအကိုမလုပ်ဘူးဆိုတော့လုပ်တဲ့သူကဘာတူလဲသို့မဟုတ်အကိုမလုပ်ရင်ဘာတူလုပ်တာလဲဒီလိုရပါတယ်ตั้งแต่พี่เข้ามามันก็เสียอยู่อย่างนี้ตั้งแต่ကတည်းကဒီလိုရတယ်ตั้งแต่အဓိပ္ပာယ်พี่เข้ามาအကိုဝင်လာသည်ตั้งแต่พี่เข้ามาအကိုဝင်လာကတည်းကဒီလိုရပါတယ်มันဆိုတာကသူလို့ရတယ်มันก็เสียอยู่เสียဆိုတာပျက်စီးခြင်းมันก็เสียอยู่သူလည်းပြက်နေတယ်อย่างนี้ဒီပုံတိုင်းตั้งแต่พี่เข้ามามันก็เสียอยู่အကိုဝင်လာကတည်းကဒီလိုကြီးပြက်နေတာဒီတိုင်းပြက်နေတာဒီလိုရပါတယ်ผมคิดว่าน่าจะคนที่เข้ากะกลางคืนเขาทำไปผมคิดว่าကျွန်တော်အထင်တော့ကျွန်တော်အမြင်တော့ကျွန်တော်အတွေးတော့ဒီလိုရပါတယ်น่าจะဆိုတာကထင်မြင်ယူဆမှုကိုပြောတာคนที่เข้ากะกลางคืนဆိုတာကညဘက်ကိုပြောတာပါคนที่เข้ากะกลางคืนညဘက်ကိုဝင်တဲ့သူทำไป
လှုပ်သွားတယ်ဒီလိုရပါတယ်ทำไปလှုပ်သွားသည်ผมคิดว่าน่าจะคนที่เข้ากะกลางคืนเขาทำไปကျွန်တော်အထင်တော့ညာခိုင်းသမားလှုပ်တယ်လို့ထင်တယ်ညာခိုင်းသမားလှုပ်သွားတာဖြစ်မယ်ဒီလိုပြောတာပါကြောင်နိုင်လို့มันก็โดนไล่ออกแน่ๆเลยเจ้านายဆိုတာအလုတ်ရှင်သို့မဟုတ်သခင်လို့လည်းရတယ်ကိုယ့်ရဲ့အထက်ကကိုယ့်ကိုအလုတ်ပေးထားတဲ့အလုတ်ရှင်ကိုခေါ်တာပေါ့နော်နိုင်ကြလို့လည်းခေါ်လို့ရတယ်နိုင်ကြဆိုတာအလုတ်ရှင်เจ้านายဆိုတာကတထေးကိုယ့်ကိုအလုတ်ပေးထားတဲ့သခင်ကိုခေါ်တာပါรู้ဆိုတာကတိတီလို့ရတယ်နော်လိုက်ออกဆိုတာကထုတ်တာကိုပြောတာပါလိုက်ออกจากงานအလုပ်ကနေထုတ်တီးလို့ရတယ်ဒီမှာကြတော့โดนไล่ออกဆိုတာအလုပ်ထုတ်ခံရသည်โดนไล่ออกแน่ๆเลยထုတ်ခံရမှာသိကြတယ်တဲ့เจ้านายรู้ก็โดนไล่ออกแน่ๆเลยเติมมาเหรอเจ้านายรู้มันก็โดนไล่ออกแน่ๆเลยแต่ที่เราตีလို့တော့သူအလုပ်ထုတ်ခံရမှာသိကြတယ်ဒီလိုရပါတယ်ให้เขารับผิดชอบสิให้เขารับผิดชอบสิသူ့ကိုတာဝန်ယူခိုင်းလိုက်ပေါ့ဒီလိုရတယ်နော်รับผิดชอบဆိုတာတာဝန်ယူတာပါให้รับผิดชอบสิတာဝန်ယူခိုင်းလိုက်ပေါ့ဒါကြောင့်ให้เขารับผิดชอบสิသူ့ကိုတာဝန်ယူခိုင်းလိုက်ပေါ့ဒီလိုရပါတယ်ไม่เกี่ยวผม ไม่เกี่ยวกับผมไม่เกี่ยวให้เขารับผิดชอบไปไม่เกี่ยวဆိုတာမဆိုင်ဘူးလို့ရတယ်နော်ไม่เกี่ยวกับผมကျွန်တော်နဲ့မဆိုင်ဘူးကျွန်တော်နဲ့မသက်ဆိုင်ဘူးလို့ရတာပေါ့အကယ်၍ผมไม่เกี่ยวဆိုရင်လည်းကျွန်တော်နဲ့မဆိုင်ဘူးလို့ရပါတယ်ให้เขารับผิดชอบเลยသူ့ကိုတာဝန်ယူခိုင်းလိုက်ပါไม่เกี่ยวกับผมไม่เกี่ยวให้เขารับผิดชอบไปเลยကျွန်တော်နဲ့မဆိုင်ဘူးသူနဲ့ပဲဆိုင်တယ်သူ့ကိုပဲတာဝန်ယူခိုင်းလိုက်ပါไม่ได้เรื่องเลยไม่ได้เรื่องเลยဆိုတာကတော့အဖြစ်မရှိဘူးအသုံးမကျဘူးလို့ပြောတာပါထိုင်းစာနဲ့ထိုင်းစကားကိုလေးလာသင်ကြားလိုပါက FMC သင်တန်းသို့ဆက်သွယ်စုံစမ်း၍သင်တန်းတက်ရောက်နိုင်ပါတယ်အပြင်ဖြစ်စီ online ဖြစ်စီကြိုက်နှစ်သက်ရာကိုရွေးချယ်နိုင်ပါတယ်ခင်ဗျမင်္ဂလာပါပျော်ရွှင်ပါစေဗျ